Christmas ကနေနှစ်သစ်ကူတီအလုပ်တွေပိတ်ကြတယ်။ပိတ်ရရှိကပြန်လာကြတယ်ဆိုတော့လူတွေအားလုံးကအလုပ်မှာစိတ်နစ်နေဖို့ခက်ခဲလာတယ်။နှစ်သစ်ကူပြီးပြီဆိုတာနဲ့အလုပ်တွေကလည်းဆက်တိုက်လာတတ်တယ်။စိတ်ပိုင်းဆိုင်ရာအရာအဆင်သင့်မဖြစ်သေးခင်အလုပ်တွေကိုတွန်းလို့ကြရတဲ့အခါပုံမှန်ထက်ပိုပင်ပန်းတယ်။လူတွေအတန်တွေအချိန်စရာတွေကနေခဏလောက်ထွက်ပြေးချင်လာတယ်။ဒီလိုနဲ့ပဲ Death Valley ကိုရောက်လာခဲ့ပြန်တယ်။မြန်မာလိုအလွယ်ခေါ်ရင်တော့သေမင်းတမန်တောင်ကြဖို့သေခြင်းတရားပါတဲ့နာမည်နဲ့လိုက်အောင်အရာရာက၆ကပ်ပြီးသေဆုံးခြင်းကိုကိုစားပြုနေတယ်။တစ်ပင်၆တွေခန်း၆နေတဲ့အင်းအိုင်တွေနဲ့၆သွေးနေတဲ့စားခြင်းတွေကအထီးကျန်မှုကိုပေါ်ပြနေသလိုပါပဲ။ဒါပေမဲ့ဒါတွေဟာတဘာဝကပေးတဲ့အလှတရားလို့ထင်မြင်လာတယ်။လူချင်းတဲ့နေရာတွေမှာတိတ်ဆိတ်မှုကကိုယ်အသက်ရှူသံကိုတော့ကိုပြန်ကြားနေရတယ်။ဆောင်းနေမှလူသွားများပေမဲ့နေရာကျယ်လွန်းတော့လူတွေနဲ့ဝေးရကိုလိုက်သွားနေလို့ရတယ်။ဖုန်းလိုင်းတွေမမီလို့ social media နဲ့ဝေးရဖုန်းမျက်နှာပြင်တွေနဲ့ဝေးရမှာရောက်သွားခဲ့တယ်။နေ့အပူချိန်တွေကနေလို့ကောင်းသလိုရှိပေမဲ့ညရောက်လာပြီဆိုအေးတန်ကပိုလာပါတယ်။သဲကန္တာရဖြစ်တာကြောင့်အပူဆုံးနဲ့အေးဆုံးကိုတပြိုင်တည်းခံစားရတတ်တယ်။ညဆိုတိတ်ဆိတ်လွန်းလာပြီးမြို့ပြအလင်းရောင်တွေနဲ့ဝေးကွာလွန်းတာကြောင့်ငယ်ငယ်ကမြင်ခဲ့ရတဲ့ကျယ်တွေကိုပြန်မြင်ရတယ်။ကွန်ဆန်လောနဲ့နန်းဦးပြင်ပုံမြင်တဲ့ကကျယ်တွေခုနှစ်စင်ကျယ်ဒူဝင်ကျယ်တွေကိုကောင်းငင်ပြင်မှာအထင်သာတွေ့မြင်ရတယ်။နေကင်းဘက်မှာထူးဆန်းတဲ့ကြောက်သားမြေသားဖြစ်တည်မှုတွေကိုလိုက်ကြည့်ညဘက်ရောက်ရင်တနေရာမှာတိတ်တိတ်လေးထိုင်ပြီးကျယ်တွေကိုထိုင်ကြည့်နဲ့တိတ်ဆိတ်မှုအေးချမ်းမှုကိုခံစားရတယ်။နေထွက်လာတဲ့အခါကော်ဖီတစ်ခွက်ကိုဖြောပြီးတဘာဝတရားကြီးကိုခံစားရတာကဘာနဲ့မှမတူဘူး။ Death Valley မှာတောင်ကြီးတွေကကြီးလာပြီးကွင်းပြင်တွေကကျယ်လွန်းလာတယ်။တောင်တန်းတွေကွင်းပြင်တွေကြားမှာရောက်သွားတဲ့လူသားတွေဟာသေးငယ်ပြီးအရာမထင်သလိုဖြစ်သွားတယ်။စားကြောင်းတွေကရှည်လျားပြီးရေခဲမြစ်တွေလိုဖြစ်နေတယ်။စိမ့်လန်းနေတဲ့တောင်တွေကိုမတွေ့ရပဲအညိုရောင်ကြောက်သားတောင်တွေကိုသာတွေ့ရပါတယ်။မြင်မာလာတဲ့တဲတောင်ပြင်တွေဟာလာလည်သူတွေကိုထူးဆန်းဖြစ်စေတယ်။ Death Valley ဟာကျယ်ဝန်းပြီးအမေရိကန်မှာရှိတဲ့အငယ်ဆုံးပြည်နယ်တွေထက်တောင်ပိုကျယ်ပါတယ်။ကယ်လီဖိုးနီးယားနဲ့နဗားဒါးပြည်နယ်ကိုပြန့်ကျက်ထားတယ်။တဘာဝကိုချစ်မြတ်နိုးတဲ့ဓပုံဆရာတွေလမ်းကျမ်းမောင်းတာကြိုက်တဲ့ကားသမားတွေအတွက်အိမ်မက်ထဲကနေရာတစ်ခုပါပဲ။ကျယ်ဝန်းလွန်းလာတဲ့ဒီကွင်းပြင်ကြီးထဲမှာကိုကြိုက်တဲ့အရာတွေကိုအဆင်ပြေတဲ့နေရာမှာတိတ်တိတ်ဆိတ်ဆိတ်လုပ်နေကြတာပါပဲ။တိတ်ဆိတ်ပြီးလူနေတဲ့နေရာတွေမှာတခါလွတ်လပ်မှုအပြည့်အဝရတယ်လို့တော့ခံစားမိပါတယ်။
这个月在给我唱街上。Death Valley ဟာကမ္ဘာကြီးရဲ့အနှိမ့်ဆုံးနေရာအပူပြင်းဆုံးနေရာတွေထဲကတစ်ခုပါအပူချိန်မြင့်မားလို့နေပိုင်းမှာပိတ်ထားရတဲ့အချိန်တွေရှိပါတယ်နှစ်စဉ်လူသေဆုံးမှုတွေရှိလို့နာမည်နဲ့လည်းလိုက်ဖက်လာတယ် Death Valley မှာကမ္ဘာကြီးရဲ့သေဆုံးမှုကိုမြင်တွေ့နိုင်တယ်ဒါပေမဲ့တိတ်ဆိတ်မှုကိုကြိုက်နှစ်သက်သူတွေအတွက်အဲ့ဒီမှာငြိမ်းချမ်းမှုကိုရှာဖွေနိုင်ပါတယ်